ခုတင်ပြမယ့်သင်ခန်းစာတော့ကျွန်တော်ဒီမှာထိုင်းစကားပြောအပိုင်း21ပေါ့နော်ထိုင်းစကားပြောအပိုင်း1ကနေတင်ထားပြီးသားရှိပါတယ်မကြည့်ရသေးဘူးဆိုရင်အပိုင်း1ကနေတော့ကြည့်လိုက်ပေါ့နော်ဒီမှာဆိုရင်ကျေးဇူးပြုပြီးတော့ passport ပေးပါကျေးဇူးပြုပြီး passport ပါပေးပါအဲဆိုရင်ခေါ် passport တွေ့ခေါ် passport တွေ့ခေါ် passport တွေ့ကျေးဇူးပြုပြီးတော့ passport ပါပေးပါခေါ်အောခေါ်ဖောအားစောဖတ်ပေါ်အော်တော်ပေါ်ဒေါ်ရော်တွေမိုက်ထိုတွေခေါ် passport တွေကျေးဇူးပြုပြီးတော့ passport ပါပေးပါခီးသွားတာအဆင်ပြေတယ်ခီးသွားတာအဆင်ပြေတယ်ဆိုလို့ရှိရင် den thang saduak den thang saduak den thang saduak ခီးသွားတာအဆင်ပြေတယ်ဒေါ်အေနော်ဒန်ထောအာငေါ်ထန်းစောအာစဒေါ်ဝါကောဒွတ် den thang saduak ခီးသွားတာအဆင်ပြေတယ်အဝင်ပေါက်ကဘာမှလဲအဝင်ပေါက်ကဘာမှလဲဆိုရင်ထန်ခေါယူနိုင်ထန်ခေါယူနိုင်ထန်ခေါယူနိုင်ထောအားငေါ်ထန်းခေါ်အောင်ခေါမိုက်ထိုခေါအော်ယောဦးယူမိုက်အေယူဟောနောအိုင်နိုင်ထောအားငေါ်ထန်းခေါ်အောင်ခေါမိုက်ထိုခေါအော်ယောဦးယူမိုက်အေယူဟောနောအိုင်နိုင်ထန်ခေါယူနိုင်အဝင်ပေါက်ကဘာမှလဲမှာဆိုရင်ထိုင်မှာယင်ကြီးနေပေါ့နော်ယင်ကြီးသုံးထိုင်မှာဆိုရင်เชิญนั่งเชิญนั่งชอเอยนอเชิญသူကချောအေးယောဆိုတော့ယောဒီကယောရက်နဲ့ဆိုတော့လေနတ်တန်နဲ့စုံပေးရမယ်ချောအေးယောเชิญနောအငေါနမအေနန်းเชิญนั่งထိုင်မှာဒီမှာဒီအတန်ထွက်တဲ့အခါမှာဒီကအနောက်ကကွင်းသက်ကွင်းမိတ်တွေကအတန်လေးတွေကိုအသက်တန်လေးတွေကိုလိုက်ထွက်ပေးမှလည်းအတန်ပီတာမှာဖြစ်ပါနော်